သတင်းမှန်ပေးရင်တကယ်ပဲလေးလာသုံးသက်စစ်စစ်ပြီးအမှန်တင်ဆက်ပေးမှာလားတဲ့ဒီအမှပြောတာလေးရန်ကောက်ပါရဲ့ရှင်ကျမဘက်ကအခြေအနေလေးလည်းကျမတင်ဆက်ချင်တာပေါ့နော်ပြောပြချင်တာပေါ့ရှင်ကျမဆိုသတင်းမှန်ပေးလိုက်ရင်တော့ကျမတို့လေးလာစစ်စစ်သုံးသက်တာကတော့စူးစမ်းပြီးလုပ်ရတာပေါ့ရှင်လုပ်ပြီးတဲ့အခါမှာဆိုကျမတို့ချုပ်သတင်းလေးသက်ဆိုင်ရာပေးပို့စရာရှိရဲဆိုပေးပို့လိုက်တယ်ဒါပေမဲ့အများပြည်သူသိအောင်လို့တင်ဆက်ပေးမှာလားဆိုတဲ့အခြေအနေအပိုင်းလေးကြတော့ကျမတို့ကချိချင်ရတာအများကြီးရှိပါတယ်ဥပဒေနဲ့ညီစွန်းနေလားလူပုဂ္ဂိုလ်ချင်းဖြစ်တဲ့ကိစ္စလားနိုင်ငံရေးပါတီချင်းဖြစ်တာလားအဖွဲ့အစည်းချင်းဖြစ်တာလားငါဒါတင်ဆက်လိုက်လို့ရှင်တခြားပေါ့နော်ထိခိုက်သွားတဲ့အခြေအနေတွေဘာရှိလာနိုင်လဲဒါတွေအများကြီးချင့်ချိန်ပြီးတော့မှကျမတို့တင်ဆက်ပါတယ်ပြီးတော့ကျမတို့လုပ်ပေးလို့မရတဲ့အပိုင်းလေးလည်းရှိရဲရှင်ကျမတို့ကသတင်းသမားပဲလေတာမန်သတင်းသမားပဲဖြစ်တဲ့အတွက်ကျမတို့ပြည်သူတွေကို service တွေကတော့အများကြီးပေးချင်တာပေါ့ရှင်ဒါပေမဲ့ကျမတို့လည်းလူသားပဲကျမတို့မှလည်းအာဏာမရှိဘူးပြီးတော့ကျမတို့ဒီရင်ဆိုင်နေရတဲ့ site တွေအများများတယ်ကျမတို့အကြမ်းဖက်သမားတွေလည်းရင်ဆိုင်နေရတယ်လက်ရှိအာဏာတီးရဲ့အာဏာပိုင်နဲ့လည်းကျမတို့ရင်ဆိုင်ရတယ်ရှိတယ်ဒီတော့ကျမတို့နှစ်ဖက်လုံးကိုကျမတို့ချိန်ခွင်ရှာညှိပြီးတော့လောက်ကင်နိုင်မှကျမတို့သတင်းသမားဘဝလေးကရေရှည်တည်တတ်မှာဖြစ်တယ်ပြည်သူကိုကျမတို့တလိမ့်လိမ့်လေးနဲ့ပဲကူညီနိုင်မှာဖြစ်ပါတယ်ကျမတို့တယောက်တည်းတဲ့စီကနေတော့အများကြီးမျှော်လင့်လို့မရအောင်ဆိုတာဒီလည်းမြို့ပြည်သူများကျွန်မစကားလမ်းကြုံလို့ပြောပြတာပါအချို့တွေကကျမတို့အရန်အားကိုးပါတယ်ဒီတော့လည်းကျေးဇူးအများကြီးတင်ပါတယ်ဒါပေမဲ့ကျမတို့အဲ့လောက်ထိမစွမ်းဆောင်နိုင်ပါအောင်ရှင်။ဒါကြောင့်အခုဆိုရင်ဒီမိုကရေစီပေါ့နော်ဒီရွေးကောက်ပွဲပြန်ပြီးတော့ဖြစ်တော့မယ်ဆိုတော့ကျမတို့အရန်ဝမ်းတာသတင်းသမားတွေအရန်ဝမ်းတာတယ်ဝမ်းတာတဲ့အတွက်ကျမတို့ကိုချိတ်ဆက်လာတဲ့နိုင်ငံရေးပါတီနိုင်ငံရေးသမားတွေဆိုကျမတို့ဝန်းရံကြတယ်ပေါ့နော်ဒီရွေးကောက်ပွဲကျမတို့ရုံလုံးကြွအောင်ဝိုင်းဝန်းပန့်ပိုးကြတယ်ဆိုတာကျမတို့ဝမ်းတာလို့ရှင်။ဘာကြောင့်ဝမ်းတာလဲဆိုရင်နိုင်ငံရေးသမားတွေလွှတ်တော်ကိုယ်စားလှယ်လောင်းတွေပေါ်လာတဲ့အခါကျတော့နိုင်ငံရေးရတယ်သူတို့ကကျမတို့ကိုယ်စားတင်ဆက်ပေးမှာသူတို့ကကျမတို့ကိုယ်စားကျမတို့ခုံးမှာပြိနေတဲ့ဝင်တချို့မျှယူပေးမဲ့သူတွေဖြစ်တဲ့အတွက်ကျမတို့ကသူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုခုချိန်ရစပြီးပံပိုးကူညီဆောင်ရွက်တာရှင်ကျမနိုင်ငံသမားတွေအားကိုးတယ်ဘာလို့သူတို့လှုပ်ပေးနိုင်တယ်ဆိုရင်ကျမတို့ဝင်ပေါ်တာပေါ့ဟုတ်တယ်မလားနှုတ်ဆိုသတင်းသမားနိုင်ငံရေးသမားလို့လည်းလှုပ်နေရတယ်သတင်းသမားလို့လည်းလှုပ်နေရတယ်ဆိုတဲ့အခါကျတော့အချို့ရလေးမှာကျမတို့တို့ခက်ခဲမှုလေးရှိရပေါ့နော်ဒါကြောင့်ဒီမှမေးတာလေးနှစ်ချုပ်ရမယ်ဆိုတော့သတင်းအားလုံးကိုတော့ကျမတို့မတင်ဆက်ပေးပါအောင်ရှင်ချင့်ချင်ရတဲ့အပိုင်းလေးအများကြီးရှိလို့ပါကျမတို့နားလည်ပေးဖို့အတွက်လည်းဒီနေ့ကနေမိဘပြည်သူများအားလုံးကိုမေတ္တာခံပါတယ်ရှင်